မင်္ဂလာပါ Asian Office Solution ရဲ့ဒီတစ်ပတ် product review ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တော့ Mario ဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော် ink လို့ခေါ်တဲ့မှင်တွေရဲ့အသုံးဝင်ပုံနဲ့အရေးကြီးပုံကိုကျွန်တော် product knowledge အနေနဲ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်မင်းတွေရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလူများသတိမထားမိတော့ညာလဲပေါ့နော်အရေးကြီးတဲ့တထောင်တနေရာကနေတော့အမြဲပါဝင်လျက်ရှိပါတယ်မင်းတွေရှိနေလို့ဒါကျွန်တော်တို့ရဲ့နေ့စဉ်အသုံးပြုနေတဲ့ငွေဆက်ကူတွေလမ်းညွှန်ဆိုင်ဘုတ်တွေနဲ့ပစ္စည်းပို့တဲ့ package တွေမှာ print လုပ်နိုင်ပြီးတော့လုပ်ငန်းတွေမှာလည်းအဆင်ပြေစွာလည်ပတ်နိုင်လဲရှိတာဖြစ်ပါတယ်ခင်ဗျ၎င်းတို့ထဲမှာရုံးတွေကျောင်းတွေလုပ်ငန်းတွေမှာအသုံးအများဆုံးကတော့ pan in နဲ့ printer in ပဲဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်တို့ရုံးတွေမှာနေ့စဉ်အသုံးပြုလက်ရှိတဲ့မင်းမျိုးစားတွေရဲ့အကြောင်းတွေကိုရှင်းပြပေးပြီးတော့ကျွန်တော်တို့ Asian Office Solution ကနေလွယ်ကူစွာနဲ့ရှာဖွေဝယ်ယူလို့ရနိုင်အောင်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ in တွေရဲ့အမျိုးအစားများစွာရှိတဲ့ထဲမှာကျွန်တော် band in ကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဘောပင်တွေက wine or water base အဓိကဖြစ်ပြီးတော့အရောင်အနေနဲ့အသုံးပြုနိုင်မှုကို source additive တွေဥပမာမင်းအနက်ရောင်ရရှိဖို့အတွက်ကျွန်တော်တို့ carbon black အပြောင်ရရှိဖို့အတွက် phthalocyanide blue အနေရောင်ရဖို့အတွက် uracil အစရှိတာတို့ထည့်သွင်းပြုလုပ်ထားတဲ့အတွက်ကြောင့်ချောမျိုးစွာစီစဉ်နိုင်မှုအတွက် wine or water solvent တွေနဲ့ရောနှောထားလေးရှိပါတယ်ကျွန်တော်တို့ Asian Office Solution မှာဆိုလို့ရှိရင်လည်းရေးရတာတတ်တာရှိပြီးတော့မှင်ရုပ်စိတ်မှုပဲကင်းဝေးပြီးတော့အချောမွေဆုံးလွယ်ကူစွာရေးသားနိုင်မဲ့ pen အမျိုးအစားကိုလည်းနေ့စဉ်ရောင်းချပေးလျက်ရှိပါတယ်ခင်ဗျဒီနေ့ခေတ်မှာဆိုလို့ရှိရင်ဘောပင်ကိုအရေးသားကောင်းနေမဟုတ်ဘဲနဲ့သူ့ရဲ့ထုတ်ပိုးမှုပုံစံနဲ့ style နဲ့ပတ်ဝန်းကျင်ကိုထိခိုက်မှုရှိမရှိစတာတွေကိုလည်းသတိထားလာကြတာကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျာအခုခေတ်နောက်ပိုင်းမှာဆိုလို့ရှိရင်ရုံးနေနဲ့ကျောင်းတွေမှာ pilot uni Pantel စတဲ့ brand တွေကိုတော်တော်များများအသုံးပြုလာကြတာကျွန်တော်တို့တွေ့ရပါတယ်ဒီ brand တွေကဆိုလို့ရှိရင်တော့ market ထဲမှာနာမည်တစ်ခုရှိပြီးတဲ့အပြင်ကိုပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ biodegradable plastic နဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူးဒီနာမည်ကြီး brand တွေအပြင်ကိုအခြားသောဘောပင်တွေကိုလည်းကျွန်တော်တို့ Asian Office Solution မှာလွယ်ကူစွာဝယ်ယူရရှိနိုင်ပါတယ်ဗျခုတစ်ခါမှာဆိုလို့ရှိရင်တော့ကျွန်တော် printer ink အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ printer ink တွေကိုအိမ်တုပ်စေပိတ်တွေပြုတ်လုပ်ပုံနဲ့ခက်စင်တွေပြုတ်လုပ်ထားပါတယ် color dye pigment နဲ့ additive source တွေကို liquid base မှာသမအောင်ရောနှောပြီးတော့ carbon black နဲ့ varnish ကို basic black ink ရဖို့အတွက်ရောနှောထားလေးရှိပါတယ် color ink တွေကိုတော့ source pigment တွေဖြစ်တဲ့ peacock blue yellow lake diary light orange phthalocyanide green အစရှိသည်တို့နဲ့လိုချင်တဲ့ပုံစံကိုရောနှောပြီးတော့ပုံမို့ပြီးတော့အသေးစိတ်တဲ့ color တွေရနိုင်မှုအတွက်ဖြူဆိုးစေ titanium dioxide အစရှိတာတွေကိုသုံးပြီးတော့ color shading လုပ်လို့ရှိကြပါတယ် printer ink တွေကိုချောမွေ့စွာစီးဆင်းနိုင်မှုနဲ့ paper တွေပေါ်မှာကြာရှည်စွာခံနိုင်မှုအတွက်အမျိုးမျိုးသော additive တွေမြောက်များစွာထည့်သွင်းထားလေးရှိပါတယ်အဲ့လိုထည့်သွင်းထားတဲ့နေရာပေါ်မှာမူတည်ပြီးတော့မှင်ရဲ့ quality တွေကကွဲပြားခြားနားသွားတာဖြစ်ပါတယ် Asian မှာလည်း quality ရော performance ရောကောင်းမွန်ပြီးတော့အမျိုးမျိုးသောလုပ်ငန်းတွေအတွက်မှင်မျိုးစားမျိုးစုံကို product range ကျယ်ပြန့်စွာရောင်းချပေးလည်းရှိပါတယ်ဥပမာအဖြစ် Canon, Epson, Zero, HP နဲ့ Brother စတဲ့မှတ်တံဆိပ်တွေကတော့ကမ္ဘာသုံးမှတ်တံဆိပ်ဖြစ်တဲ့အတွက်ကြောင့်အရေးသွေးပိုင်းမှာလည်းယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ Asian Office Solution မှာဆိုလို့ရှိရင်လည်းဒီ brand တွေအပြင်ကိုအခြားသောလုပ်ငန်းသုံးကျောင်းသုံး business သုံးစတဲ့ပစ္စည်းအမျိုးမျိုးကို quality ရော performance ရောကောင်းမွန်ပြီးတော့မှင်မျိုးစားမျိုးစုံကိုလည်း product range ကျယ်ပြန့်စွာရောင်းချပေးလို့ရှိပါတယ်ခင်ဗျာယခုလိုကျွန်တော်တို့ Asian Office Solution မှာ product များကိုဆက်သွယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ hotline ဖုန်းနံပါတ်မှာတစ်ဆင့်ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာဒါအပြင် social media channel များဖြစ်တဲ့ Facebook, Twitter, Instagram နဲ့ Google Business တို့မှာလည်းဆက်သွယ်မှာယူနိုင်ပါတယ်ယခုလိုပဲ product review video များကိုနောက်လာမယ့်အပတ်မှာထပ်မံတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Asian Office Solution ရဲ့ YouTube channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ